汉语拼音ကိုလေ့လာတဲ့နေရာမှာဆိုလို့ရှိရင်ရှုံးမှုလို့ခေါ်တဲ့ B နဲ့ဟောနော် B နဲ့ရွတ်မှုလို့ခေါ်တဲ့တရကိုအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ်။တကယ်တော့ဒီ拼音ဆိုတာအရာပေါ့နော်လုံးဝမခက်ပါဘူး။ရန်ကိုလွယ်ကူပါတယ်။ပထမဆုံးအနေနဲ့ကတော့ B 23လုံးလေ့လာရမှာပါ။ပြီးတော့တရ24လုံးပါ။ B 23လုံးရဲ့အတန်ထွက်တွေကတော့ပထမဆုံးပေါ်ဖောမောဖောတထနလကခခကြီးချီစီ之吃是日子此是一五ဒီအထဲမှာဆိုလို့ရှိရင်ဒီ支持是日ဆိုရက်ဒီလေးလုံးကတော့ရှာလိုက်တဲ့အတန်ဖြစ်ပါတယ်支持是日ကိုကိုရှာကိုနော်အပေါ်ကိုလိတ်တက်ပြီးတော့ဆိုရပါမယ်ဒီသုံးလုံးကိုတော့ရှာလိုက်စရာမလိုပါဘူးဒီကသွားစီပြီးတော့သွားကြားနေလေကိုထွက်တယ်ဆိုတဲ့အတန်မျိုးနဲ့ထွက်ရမှာဖြစ်ပါတယ်အဲ့တော့သွားကိုစီးထားပါပြီးတော့ဇအတန်ထွက်ကြည့်ပါနော်ဇဆိုတဲ့အတန်လေးထွက်ကြည့်ပါအဲ့ဒါမှဆိုလို့ရှိရင်အားစိုက်ပြီးတော့ထွက်ရပါမယ်ဘယ်လိုဆိုတော့သွားကြားထဲမှာကာနီအတန်ထွက်လာတဲ့အတန်ဖြစ်တဲ့အတွက်ကြောင့်ပိတ်ထားတယ်ပေါ့နော်ပါစက်ကလည်းပိတ်ထားတဲ့သွားကြားနေထွက်လာတဲ့အတန်ဖြစ်တဲ့အတွက်ကြောင့်အားစိုက်ပြီးတော့ထွက်ရပါမယ်ဇစတော့ဒီအတန်က3ခုဖြစ်ပါတယ်ဒါရှာလိုက်စရာမလိုပါဘူးတော့ဒီရွတ်မှုသွားမယ်ပေါ့နော်ရွတ်မှုဆိုတဲ့တရမှာကျတော့ပထမအဆုံးအာအောရီဝူယူအိုင်အေဝေအောင်အိုယိုယေရွေအာအန်အန်ယင်ဝန်ယင်အောင်ယင်အောင်နော်ဒီ24လုံးစလုံးဟောပေါ့နော်အတန်ထွက်ကိုရသွားပြီဆိုရင်တော့ပေါ်နဲ့အောက်ပေါ့နော်ပေါင်းပြီးမှဆိုလိုက်ရုံပါပဲဒီမှာဆိုလို့ရှိရင်တရမှာဆိုရင်တလုံးချင်းစီက24လုံးရှိတယ်ပေါ့နော်ဒီမှာတရချင်းပေါင်းထားတဲ့ဟာတွေထည့်ရှိပါသေးတယ်အဲ့တော့ဒီဘက်ကကျတော့တရနှလုံးပေါင်းထားတဲ့တရတွေပဲဖြစ်ပါတယ်ဒီ I နဲ့ A ကိုကြည့်မယ်ပေါ့နော် I နဲ့ A ဆိုရင်တော့ yi နဲ့ r နဲ့ပေါင်းထားခြင်းဖြစ်ပါတယ်အဲ့တော့သူ့ကို yi r လို့ဖတ်ပါမယ် yi r ဒီဟာတော့ yi နဲ့ r ပေါင်းထားတာဖြစ်ပါတယ်ဒါကြောင့်သူ့ကို yi r လို့ဖတ်ပါမယ်ဒါကြတော့လေ yi နဲ့ n နဲ့ပေါင်းထားတယ်ဆိုတော့ yi n လို့ဖတ်ပါမယ်ဒီဟာလေးလာပါမယ်ဒါလေးဆိုရင်တော့ yi နဲ့ ang အဲ့တော့ yi ang ဖြစ်ပါတယ် yi ang yi နဲ့ ong နဲ့ဖြစ်ပါတယ် yi နဲ့ ong နဲ့ဆိုတော့ yi ong ဒီက u နဲ့ a က wu နဲ့ r နဲ့ပေါင်းထားတာပါဆိုတော့ wu r u နဲ့ o က wu နဲ့ o ဆိုတော့ wu o wu နဲ့ i wu i wu နဲ့ n နဲ့ပေါင်းထားတာဖြစ်ပါတယ် wu n တော့ wu နဲ့ ang ဆိုတော့ wu ang ဒီကကျတော့ပုံမှန်20ပါပါမယ် u နဲ့ n နဲ့ပေါင်းထားခြင်းဖြစ်ပါတယ် u နဲ့ n နဲ့ဆိုတော့ u n အဲ့တော့ဒီမှာဆိုရင် b နဲ့တရတစ်လုံးချင်းစီတည်ပြီးတော့ရင်တရနှလုံးပေါင်းထားတာတည်ရင်ဆိုရင်အဆင်ပြေသွားပါပြီဟောဒီအတန်ထုံးလေးကိုလာကြည့်ပါမယ်အတန်ထုံးလေးကတော့ဒီအဖြောင့်အတန်ပေါ့နော်အဖြောင့်အတန်ကိုရီရှုံလို့ခေါ်ပါတယ်အပေါ်တက်သွားတဲ့အတန်二声三声
四声，一声、二声、三声、四声。တရုတ်ကန1、2、3、4မှတ်ပြီးတော့声လို့ထည့်လိုက်ရပါပြီ一声、二声、三声、四声。နောက်တစ်ခေါက် B နဲ့တရကိုပြန်ဖတ်ကြည့်မယ်波、坡、摸、佛、的、特、呢、了、个、可、和、鸡、七、西、知、吃、是、日、子、次、思、一、五、啊、哦、一、五、语、I、A、为、嗷、偶、有、也、月、二、安、恩、因、文、云、昂、应、翁、一、二、一、嗷、一、安、一、昂、一、翁、五、啊、五、哦、五、爱、五、安、五、昂、于安ဖြစ်ပါတယ်ဒီနေ့တော့ B နဲ့တရာကိုအရင်ဆုံးလေ့လာမှာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ B နဲ့တရာပေါင်းခြင်းကိုဆက်ပြီးမှသင်ပေးမှာဖြစ်ပါတယ်